တို့ဒီနေ့အရန်စားကောင်းတဲ့ဝတ်သားတို့ထိုးလေးတွေကိုအချင်းကောင်းကောင်းလေးဖြော်ပြီးတော့ကြာစံကြော်လေးနဲ့တူတူချက်စားကြမယ်နော်ဝက်ကလီစားလေးတွေကိုတော့အနည်းရဲ့နေရာမှာအစုံတော့မရဘူးပေါ့နော်ရသလောက်လေးဝယ်ထားပါတယ်တော်တော်များများဟိုကတော့ Chinese grocery store တွေမှာခဲပြီးတော့ရောင်းတာပါရှင်ဥပိတ်ဥမာကြီးအချင်းတိုင်းနေရွက်နဲ့ရှာတွေကိုတော့ခဲထားပဲဝယ်လို့ရပါတယ်နှလုံးရဲ့အသေးရဲ့ကြောက်ကက်ရဲ့ကိုတော့ Morrison မှာ fresh ရောင်းပေးပါတယ်ရှင်အရင်ဆုံးကတော့ဥပိတ်နဲ့ဥမာကြီးကိုစေးမယ်နော်ဥပိတ်ကိုအငါတစ်ဖက်ကိုလှန်လိုက်ပါတယ်ပြီးတော့စားချမ်းရဲ့ဗန်နီကာရဲ့နဲ့ဒီလိုမျိုးလေးအားရပါရနေတယ်ပေါ့နော်ပြီးရင်ရေများများနဲ့စေးချပါတယ်ရှင်ဒုတိယတစ်ခေါက်ကိုတော့ငါဆန်မုံလေးနဲ့နေပြီးတော့ဆေးပါမယ်များများလေးသုံးပေးပါနော်ဆန်မုံနေရာမှာဂျုံမုံကော်မုံနဲ့ပဲစိတ်မုံတွေကိုသုံးလဲရတယ်ပေါ့နော်တခြားလေးနေပြီးတော့လေ2မိနစ်3မိနစ်လောက်ထားပြီးတော့မှရေစီးချမှာပါနေထားတဲ့အချိန်မှာဒီလိုအစီဘက်လေးတွေကိုလည်းခွာထုတ်လို့ရပါတယ်နော်ဒီလိုနှစ်ထပ်စီလိုက်တဲ့အချိန်မှာလေအနံ့တက်လေးကလည်းတော်တော်ကောင်းသွားတယ်အကြည်ချွဲတွေလည်းပျောက်သွားပြီးတော့တစ်ခါလေကြာရင်အမဲဘက်လေးကန်နေတတ်တယ်အဲ့ဒါလေးတွေပါတစ်ခါတည်းပါသွားပြီးတော့ဦးလေးတွေကရမ်းအောင်တန်သွားပါတယ်ရှင်ဆေးနီးတွေကတော့မျိုးမျိုးရှိရပေါ့နော်ပထမဆုံးတစ်ခေါက်ကိုဟင်းချက်တက်စီနဲ့နေပြီးတော့ဆေးလဲရပါတယ်ရှင်ပြီးတော့ရင်တော့ကဒီလိုဦးဘိတ်မှာကတ်နေတဲ့အစီဘက်တွေကိုအကုန်လုံးနှီးပါပါသွားအောင်လို့ခွာလိုက်ပါတယ်အစီချမ်းနေစားရတာလည်းအီရဲပြီးတော့တစ်ခါလေဆိုရင်အစီမပါတာဦးဘိတ်ရဲ့အနံကိုပို့ပြီးတော့မှုေးစေပါတယ်ရှင်ပြီးရင်ကတော့ဥမာကြီးကိုလည်းအဲ့လိုပဲပေါ့နော်ကက်နေတဲ့အစီဘက်တွေအကုန်လုံးငါခွာချလိုက်ပါတယ်အစီခွာပြီးရင်ငါရေထက်စေပါတယ်ပြီးတော့မှဥပိတ်လေးကိုစားပြီးတော့ထပ်ပါမယ်စိုက်လေးညီရင်ပိုကောင်းတယ်ပေါ့နော်အဝကျဲတဲ့ဘက်ကနေပြီးတော့နောက်ထပ်ဥပိတ်တစ်ခုကိုဒီလိုမျိုးလေးထိုးထည့်ပြီးတော့ပဲထပ်ပေးလိုက်တာပါရှင်ကတော့ပုံမှန်ဆိုရင်3တက်ထပ်တာများတယ်ပေါ့နော်ဒီလိုမျိုးအပြင်အလွှာရဲ့အထဲမှာ2လွှာ3လွှာပေါ့နော်တကယ်လို့စက်နေဆိုရင်4လွှာလည်းထပ်လို့ရပါတယ်ဒါကတော့ဒီအထုပ်ထဲမှာပါသလောက်ဦးအရှည်လိုက်ကိုထပ်ပြထားတာပေါ့နော်ကိုကကိုင်းရတွေလွယ်အောင်ခက်တူတူလေးတွေထပ်ချင်နေဆိုရင်တော့ဒီဦးလေးတွေကိုညှက်ပစ်ပြီးတော့လေအတိုလေးတွေထပ်လို့လည်းရပါတယ်ရှင်အခုဆိုရင်တော့ထပ်လို့ပြီးသွားပြီပေါ့နော်ချက်တဲ့ချိန်မှာချွတ်ထွက်မသွားအောင်သွားကြထိုးရန်လေးတွေနဲ့လည်းဒီလိုလေးထိုးထားပေးလိုက်ပါတယ်ကိုယ့်ရဲ့ဦးကကြီးရင်ကြီးတယ်လို့သွားကြထိုးရန်အောင်မများသုံးပေးပေါ့နော်ငါတော့4နေရာလောက်ကိုဒီလိုမျိုးလေးတွေထိုးပေးလိုက်ပါတယ်ရှင်တော့ချထိုးရန်လေးပါထိုးပြီးသွားပြီဆိုရင်တော့ဒါဥပိတ်လေးကချက်ဖို့ ready ဖြစ်နေပြီပေါ့နော်အခုကတော့ဥမာကြီးကိုအိုကင်းပူတိုက်ပါမယ်ခုနကဥပိတ်နဲ့တူတူတန့်စင်ထားတဲ့ဥမာကြီးပေါ့နော်မိဖို့ပေါ်မှာလေအရသာတို့စီတို့ဘာမှမထည့်ဘဲနဲ့ဒီတိုင်းပဲအိုကင်းပူတိုက်ပေးတာပါနော်ဟိုဘက်ဒီဘက်လှမ်းပေးပြီးတော့အသားရဲ့အစိမ်းရောင်ပျောက်သွားတဲ့ဒီအိုကင်းပူတိုက်ပေးရင်ရပါပြီရှင်ဥမာကြီးကလေပုံမှန်ဆိုရင်လည်းအတွင်းနဲ့အပြင်ရှိရပေါ့နော်ကတော့ဒီလိုမျိုးဒဲဦးပေါ်မှာအိုကင်းပူတိုက်ရလွယ်အောင်လို့အလေကိုညှက်ပြီးတော့အပြားလေးဖြစ်အောင်လုပ်ပါတယ်ပြီးရင်ကတော့ကြံနေသေးတဲ့အစီဘက်တွေဒီလိုအဝါရောင်ဘက်တွေကိုဓာတ်နဲ့ချစ်ထုတ်ပါမယ်အကုန်လုံးကုန်အောင်လို့လေဓာတ်လေးနဲ့ချစ်ထုတ်ပေးလိုက်ပြီးဆိုရင်ကတော့ဥမာကြီးကအရန်ကိုတန့်သွားပြီချက်ဖို့ ready ဖြစ်ပါပြီနော်ရှာဦးတော့လေရင်နှွေးဆူဆူမှာဒီလိုမျိုး3မိနစ်လောက်ပြုတ်ပေးလိုက်ပါမယ်ရင်နှွေးစိန်လဲရတယ်ပေါ့နော်ငါတို့ရင်နှွေးဆူဆူမှာပြုတ်လိုက်ပါတယ်ပြုတ်လိုက်ရင်သူ့ရဲ့အပေါ်ရဲ့အလွှာလေးကကြွလာပါတယ်အဲ့ဒါလေးကိုဓာတ်လေးနဲ့ကုန်အောင်ချစ်ပေးလိုက်ရင်ရပါပြီရှာရဲ့အရင်နားမှာလည်းလေအမွှေးလိုပုံစံလေးတွေရှိတယ်အဲ့ဒါလေးတွေကိုလည်းငါအကုန်လုံးလှီးထုတ်လိုက်တယ်ပေါ့နော်ဒါဆိုရင်ကတော့ရှာကလည်းချက်လို့ရပါပြီရှင်ဥမာရောရှာဟောဓာတ်နဲ့ချစ်ပြီးတဲ့အချိန်မှာငါရေတစ်ခေါက်ထပ်စေပါတယ်နော်ပြီးရင်ရေလေးစစ်ထားပါတယ်ရှင်ဒါလေးကတော့အချင်းနိုင်ပဲပြောရမယ်သိလားဒါပေမဲ့အထုပ်ပေါ်မှာမူတည်ပြီးတစ်ခါလေးမှာပါတာလေးကသေးပြီးတော့တစ်ခါလေးမှာပါတာကြီးပါတယ်ငါတို့ဒီလိုသွေးခဲလိုမျိုးလေးကိုအရင်ဆုံးညှက်ထုတ်ပြီးတော့ရင်ရင်းဆူဆူမှာပြုတ်ပေးပါတယ်ရှင်ဖြုတ်ရင်းနဲ့မှအပေါ်မှာအမြုပ်နေပေါ့နော်ထွက်လာပါလိမ့်မယ်အမြုပ်နေထွက်လာပြီဆိုရင်ကတော့ရပါပြီရေလေးစစ်ပြီးတော့ရေစစ်ထားပြီဆိုရင်တန့်သွားပါပြီနော်နရွက်ကကြတော့လေနရွက်ရဲ့အပေါ်ပိုင်းလေးကိုပဲရောင်းပေးရတဲ့အတွက်ထူးပြီးတော့တန်ရှင်းရေးလုပ်စရာမလိုဘူးပေါ့နော်အမွှေးလေးတွေကျန်နေတဲ့တောင်မို့လို့ငါဒီလိုလေးမီးမြိုက်ပေးလိုက်ပါတယ်ပြီးရင်ရေပြန်ဆေးပြီးသွားပြီဆိုရင်တော့ချက်လို့ရပါပြီဝက်သားတို့ထိုးဟင်းရလေးအရင်တောက်လို့ကောင်းပြီးတော့ဆိုင်မာနဲ့တူဖို့ဆိုရင်ဝက်ရိုးကိုသုံးပေးဖို့လိုပါတယ်ကလီစာကြီးပဲပြုတ်ရင်အဲ့လောက်တောက်လို့မကောင်းဘူးပေါ့နော်ငါတို့ဒီတစ်ခါဝက်ရိုးအကြီးကိုဝယ်လာတာပါရှင်ဒီဝက်ရိုးရဲ့ခုနကမီးမြိုက်ထားတဲ့နရွက်လေးတွေရဲ့ကိုတို့တွေခဏလောက်အညစ်အကြေးလေးထွက်သွားအောင်လို့ပြုတ်ပေးလိုက်ပါမယ်နော်အကုန်လုံးကိုလေ2မိနစ်3မိနစ်စီလောက်ပဲပြုတ်တာပါနော်ခုနကထပ်ထားတဲ့အိုးပိတ်လေးတွေပါထည့်ပြီးတော့ပြုတ်လိုက်ပါမယ်ကလီစာတွေအကုန်လုံးကိုလေတူတူပြုတ်လို့ရပါတယ်နော်ငါတို့တစ်ခုချင်းစီရှင်းပြခြင်းတာမို့လို့တစ်ခုချင်းစီလုပ်ပြတာမို့လို့ပါရှင်ခဏလောက်ပြုတ်ပြီးသွားပြီဆိုရင်တော့ရေဆေးပြီးတော့ရေစစ်ထားပေးပါအယိုးပြုတ်ရည်လေးကိုတော့လေချင်းရဲ့စက်သွန်ပြူထားပြရိုက်ထားတာရဲ့နည်းနည်းမင်းအမြင့်ရှင်ထည့်ပေးပါငါတော့မရှိလို့အယိုးလေးထည့်ပါတယ်ပြီးတော့ခုနကတရေပြုတ်ထားတဲ့ဝက်ရိုးလေးကိုထည့်ပြီးတော့နာရီဝက်လောက်ရင်ဆုံးပြုတ်ထားပေးပါမယ်နော်ဝယ်ရိုးလေးပြုတ်ထားတော့မှကလီစာလေးတွေကိုရတာနေကြမယ်နော်စားရဲ့တကြားရဲ့စသားမုံလေးရဲ့ကိုလက်ဖက်စားဆုံး2ဆုံးစီထည့်ပေးပါတယ်ရှင်
ကြက်သားမုံနေရာမှာချိုးမုံထည့်ရင်လည်းရပါတယ်ချိုးမုံထည့်မယ်ဆိုရင်တော့စားလေးကိုနည်းနည်းပိုထည့်ပေးပါနော်ပြီးရင်ကတော့ပဲငတ်ပြားကြီးအနောင်နဲ့ခရုစီကိုလည်းထမင်းစားစုံတစ်စုံစီထည့်ပေးပါတယ်ရှင်ရှာလကိုင်နဲ့ပြားရည်ကိုလည်းထမင်းစားစုံတစ်စုံစီထည့်ပေးပါမယ်ပြီးရင်ကတော့အားလုံးနှံ့သွားအောင်လို့ဒီချာလေးနဲ့ပေးလိုက်ပါမယ်တတိထားပြီးတော့နေပါနော်သွားကြထိုးရနေပါတော့မို့လို့လက်ကိုစူးမိနိုင်ပါတယ်ရှင်အရသာဝင်သွားအောင်လို့ကလေးစားလေးတွေကိုလက်လေးနဲ့ဆုပ်ပြီးတော့နှဲပေးပါမယ်ပြီးရင်ကတော့အနည်းဆုံးနာရီဝက်တနာရီလောက်နှက်ထားပေးပါမယ်နော်အရသာနေထားတဲ့ကလေးစားလေးတွေကိုလေအိုးထဲမှာတန်းပြီးတော့မပြုတ်ဖဲနဲ့အမွှေးနံသားလေးတွေနဲ့အရင်ဆုံးအယောင်လေးတင်ပြီးတော့လှော်ပေးပါမယ်ရှင်ဒဲဦးထဲမှာစီလေးထည့်မယ်ပြီးတော့ရင်ကတော့တေချပိုးကောက်ရဲ့ကရဝေးရွက်ရဲ့နနက်ပွင့်ရဲ့ထညက်လေးရဲ့ထည့်ပြီးတော့အရင်ဆုံးထညက်ပျော်သွားတဲ့အထိကြော်ပေးပါမယ်ရှင်နနက်ပွင့်ကလေးအံပြင်ထားတဲ့ကလေးစားတွေအကုန်လုံးအတွက်ကိုမှနှစ်ပွင့်ပဲထည့်ပါတယ်သူများရဲ့အနံ့ပြင်းပြီးတော့စားလို့မကောင်းဘူးပေါ့နော်ထညက်လေးပျော်သွားပြီဆိုတာနဲ့ခုနအရသာနဲ့ထားတဲ့ကလေးစားလေးတွေကိုထည့်ပြီးတော့လှော်ပေးပါမယ်ရှင်အကုန်လုံးကိုတခါတည်းထည့်လောတာမဟုတ်ဘဲနဲ့အိုးဆန်တဲ့လောက်ကိုပဲထည့်ပြီးတော့လေဟိုဘက်ဒီဘက်လှန်ပြီးတော့အယောင်လေးရေးလာတဲ့ဒီလော်ပေးပါမယ်အဲ့ဒါဆိုရင်ကလေးစားလေးတွေကပိုလဲမှုရတဲ့အယောင်လဲလှပြီးစားလို့ကောင်းပါတယ်အယောင်လေးစိတ်ကြရပြီဆိုရင်ဝယ်ရိုးပြုတ်ရည်အိုးထဲမှာတန်းထည့်ပြီးတော့ပြုတ်ပေးလိုက်ပါနော်အဲ့လိုနီးနေပဲဟိုဘက်ဒီဘက်လှန်ပြီးတော့ရှိသမျှအရသာနေထားတဲ့ကလေးစားတွေအကုန်လုံးကိုလုပ်ပေးလိုက်ပါမယ်ရှင်ဒီလိုမျိုးလှော်ပေးရဲ့နေရာမှာဥမာကြီးတို့ဥပိတ်တို့အရင်ဆုံးဥစားပေးပြီးတော့လှော်ပါဘာဖြစ်လို့ဆိုတော့သူကဥတွေဆိုတော့လေကြက်တာနည်းနည်းကြားတယ်အဲ့တော့ကြက်တာကြားတဲ့ကလေးစားတွေကိုအရင်လှော်ပြီးတော့အရင်ကြိုးပြုတ်ထားတဲ့ပုံစံမျိုးလေးပေါ့နော်နရွက်တို့ရှာတို့ကြောက်ကတ်တို့ဆိုရင်ကြက်တာပုံမြန်နေပေါ့နော်နှလုံးဆိုလဲဥတွေလောက်မကြပါဘူးရှင်အငေါ့ဒီနေ့မှာနှလုံးတို့အသေးတို့မထည့်ထားဘူးပေါ့နော်ဥကြိုးဆိုရင်လဲကြက်တာနည်းနည်းလေးကြားတတ်ပါတယ်နှလုံးတို့တရွရွတို့ဥချိုတို့ကလေဥပိတ်နဲ့ဥမာကြီးလိုအကြီးကျယ်ဆေးဖို့မလိုဘူးပေါ့နော်ရေလေးဆေးပြီးတော့3မိနစ်လောက်ပြုတ်ပြီးသွားရင်အရသာစားနေလို့ရပါပြီရှင်အသေးနဲ့ကြောက်ကတ်ကိုသုံးမယ်ဆိုရင်တော့လေအသေးရေကြောက်ကတ်ရေကိုပကံတစ်ခုချင်းစီထဲမှာထည့်ပြီးတော့ရေနွေးဆူဆူလောင်းထည့်ပါအဲ့ဒါဆိုရင်ရေကခဏကြာရင်သွေးရောင်ပြောင်းလာလိမ့်မယ်10မိနစ်15မိနစ်လောက်ဆိုရင်လေအဲ့ဒီတရေကိုသွန်းပစ်ပြီးတော့နောက်ထပ်ရေနွေးထက်လောင်ပေါ့နော်အဲ့လိုမျိုးသွေးရောင်ပေါက်လာလိုက်သွန်းပစ်လိုက်နောက်ထပ်ရေနွေးထက်လောင်လိုက်နဲ့3-4ခါလောက်လုပ်ပြီးတော့နောက်ဆုံးမှရေကလုံးဝကြည်သွားပါလိမ့်မယ်အဲ့ဒါဆိုရင်ကတော့အရသာနေပြီးစချက်လို့ရပါပြီရှင်အခုဆိုရင်ကတော့ကလေးစားတွေအကုန်လုံးလှော်ပြီးသွားပါပြီအမတို့တွေနူးသွားတဲ့အထိပြုတ်ပေးထားပါမယ်ရှင်ဒီနေ့ကအမှန်တကယ်တော့ကြောက်ကတ်ထဲမှာပါဒါပေမဲ့ကြောက်ကတ်ကိုအဲ့ဒီမနက်မှသွားဝယ်နေတာမို့လို့နောက်မှရောက်လာတာပါရှင်အမကူနာပြထားသလိုပဲကြောက်ကတ်ကိုရေနွေးလေးစိမ်ပါမယ်ပို့ပြီးတော့မြင်ခြင်းနေဆိုရင်တော့ကြောက်ကတ်ကိုတဝက်ဝက်ပြီးတော့အထဲမှာရှိနေတဲ့အဖြူရောင်သွေးကြောလေးလိုမျိုးလေးတွေကိုဖယ်ပြီးတော့ထုတ်ပေးလိုက်ပါအဲ့ဒါဆိုရင်တော့ပိုမြင်နေပေါ့နော်သွေးတွေမြန်မြန်ထွက်သွားအောင်လို့လေတဝက်ဝက်ပြီးတော့အရသာလေးနေပြီးတော့ခုနတဲဦးထဲမှာပဲအရင်ဆုံးအိုးဘူးလှိမ့်ပြီးတော့မှကြောက်ကတ်ကိုလှည့်ထည့်ပြီးတော့ပြုတ်ပါမယ်နော်အပြောတဲ့နီးတိုင်းလုံးမယ်ဆိုရင်လေကြောက်ကတ်နဲ့အသေးဟာမခါပဲမနံမဲနဲ့အရန်အောင်စားလို့ကောင်းပါတယ်ရှင်ကြောက်ကတ်လေးကိုလည်းထည့်ပြီးတော့ပြုတ်ပါမယ်ကြောက်ကတ်ကကြတော့နူးတာမြန်နေပေါ့နော်လီစာလေးတွေအကုန်လုံးကိုမီးလဲလဲလောက်နဲ့နူးတဲ့အထိပြုတ်ပေးပါမယ်နော်အရင်ဆုံးမိနစ်30လောက်ပြုတ်ပြီးတော့မှနူးမနူးကိုစပြီးတော့စမ်းပါရှင်လီစာတွေပြုတ်ထားတော့မှအချင်းရည်လေးဖြော်ကြမယ်နော်အချင်းကိုတော့အမ်ကမကြီးနှစ်ရဲ့ဆရီရာချရည်ကိုရောပြီးသုံးပါတယ်မကြီးရည်ကိုထမင်းစားစွန်းနဲ့2စွန်းဆရီရာချကိုတော့ထမင်းစားစွန်းနဲ့9စွန်း10စွန်းလောက်ထည့်ပါတယ်ရှင်အမ်ကအချင်းရည်ကိုအမြဲတမ်းမများဖြော်ပါတယ်ကြာစံထဲမှာလည်းရွှဲရွှဲလေးစမ်းစားခြင်းလို့ပါနော်ရေနွေးလေးရဲ့ပြီးရင်ထညက်ခဲလေးကိုထည့်ပါတယ်ထညက်ခဲလေးပျော်ပြီးတော့နည်းနည်းလေးဆူလာတဲ့ဒီတည်ပေးပါမယ်နော်ထညက်လေးလည်းပျော်သွားပြီအချင်းလေးကလည်းနည်းနည်းပြစ်လာပြီဆိုရင်မီးပိတ်ပြီးတော့အေးခံထားလိုက်ပါမယ်ခဏနွေးလေးဖြစ်လာတဲ့အချိန်ကြတော့မှစက်သွန်ပြူများများနဲ့ငုတ်သီးစိမ်းလေးရောကြိတ်ထားတာကိုထည့်ပေးလိုက်ပါမယ်နော်နနမင်ကြရင်လည်းနနမင်လေးညှက်ထည့်လို့ရပါတယ်ပြီးရင်တော့တခြားလေးရုံးမွေပေးလိုက်ပါမယ်အရသာအတွက်ကတော့ငံပြားလေးထည့်ပါတယ်အချိုးမုံကြရင်ချိုးမုံလေးနဲ့ထည့်လို့ရပါတယ်ရှင်ဒါဆိုရင်အချင်းလေးရပါပြီပြီးရင်တော့အမတို့ကြာစံလေးကြော်ကြမယ်နော်ကြာစံတစ်ထုပ်ကိုအငါရေကို15မိနစ်လောက်အရင်ဆုံးစိမ့်ထားပါတယ်ရှင်ပြီးရင်ကတော့ရေစစ်ထားပါတယ်နော်ကြာစံကြော်လေးကြော်ကြမယ်နော်အရင်ဆုံးကတော့ဒဲဦးထဲမှာစီလေးထည့်ပါတယ်ကြက်ဥလေး5လုံးလောက်ကိုစားလေးနည်းနည်းထည့်ပြီးတော့ခောက်ပြီးတော့ကြော်ပေးပါတယ်ရှင်နည်းနည်းစီထည့်ပြီးကြော်ပေးတာပါနော်ကြက်ဥကြော်လေးပပလေးပြန်ပြီးတော့ညှက်မှာဆိုတော့တခါတည်းမကြော်ဘဲနဲ့နှစ်ခေါက်ခွဲပြီးတော့ကြော်ပေးပါရှင်ဒီနေ့တော့ကြက်ဥလေးလှန်လိုက်တဲ့ချိန်မှာနှစ်ခါလုံးကွဲထက်သွားပါတယ်ပြီးရင်တော့အေးခံပြီးတော့ကက်ကြီးလေးနဲ့ပပလေးညှက်ထားပေးပါမယ်နော်
အဲ့ဒီချက်ဥကြော်ထားတဲ့ဦးထဲမှာပဲလေစီလေးနည်းနည်းထည့်ပြီးတော့ကြက်သွန်ဖြူလေးတွေကိုခက်ချင်းချင်းလေးကြိတ်ထားတာထည့်ပါမယ်ပြီးရင်ကတော့ဂေါ်ဘီရဲ့မုံလောင်းနီရဲ့ပပလီထားတာလေးတွေကိုထည့်ပြီးတော့ကြော်ပေးပါမယ်ရှင်အရသာအတွက်ကတော့ပဲငံပြားရဲ့အကြည့်ရဲ့တကြားရဲ့စားလေးရဲ့ထည့်ပါတယ်ချက်သားမုံထည့်ခြင်းလည်းရတယ်ပေါ့နော်ပြီးရင်တော့ငါအကြာကြီးမကြော်ပါဘူးအရွက်လေးတွေကိုနည်းနည်းလေးကျွတ်ကျွတ်လေးကြိုက်လို့ပါရှင်အရွက်နေထားစိတ်ကြရပြီဆိုရင်ပကံလေးထဲမှာဖယ်ထားလိုက်ပါမယ်ပြီးရင်အိုးထဲမှာပဲပေါ့နော်ရေနွေးလေးနည်းနည်းထည့်ပါမယ်ပြီးရင်စီလေးထည့်ပါတယ်ပဲငံပြားကြီးအကြည့်ရဲ့အနောက်ရဲ့ခူးစီရဲ့ထည့်ပါတယ်ရှင်အရသာအတွက်ကတော့စားရဲ့တကြားရဲ့ကြက်သားမုံရဲ့အချုံမုံရဲ့ငြိုကောင်းလေးရဲ့ထည့်ပါတယ်ပြီးရင်အဲ့အရသာတွေအကုန်လုံးပျော်ပြီးတော့ဆူလာတဲ့အထိတစ်ချက်မှွေပေးလိုက်ပါမယ်ဒီချိန်မှာအရသာလေးမြည်ကြည့်လို့လည်းရတယ်ပေါ့နော်ပြီးရင်တော့ခုနကရေးစစ်ထားတဲ့ကြာစံလေးကိုထည့်ပေးလိုက်ပါရှင်ရေလေးခန်းသွားပြီးတော့ကြာစံလေးနူးသွားတဲ့အထိကြော်ပေးလိုက်ရပါပြီနော်ပြီးရင်အရသာလေးတစ်ချက်မြည်ကြည့်ပါလိုလားရှင်ထပ်ထည့်ပါနော်ဒီလိုနီးလေးနဲ့ကြော်ရင်ကြာစံကြော်ကအယောင်လဲညီတယ်အရသာကလည်းနှံ့နေပေါ့နော်နောက်ဆုံးမှာတော့ခုနကကြော်ထားတဲ့ကြက်ဥကြော်ရဲ့အရွက်ကြော်လေးတွေကိုပြန်ထည့်ပြီးတော့အကုန်လုံးတမသွားအောင်လို့ရောမှွေပေးလိုက်ပါတယ်ရှင်ဒီကြာစံကြော်လေးကလေတုတ်စားလဲစားလို့ကောင်းပါတယ်ကြာစံကြော်တုံးနေလဲတင်ပေးဘူးတာမို့လို့ comment မှာ link လေးပြန်ပြီးတော့ပေးထားပါမယ်နော်ကြာစံကြော်လေးလဲကြော်ပြီးသွားပြီဆိုတော့ပြုတ်ထားတဲ့ဝက်ကလီစာအိုးလေးကိုသွားကြည့်ကြမယ်နော်ဝက်ကလီစာလေးတွေကလေတစ်ခုနဲ့တစ်ခုနဲ့အကျက်မတူပါဘူးအကုန်လုံးတစ်ခါတည်းချက်ပြီးတစ်ခါတည်းချမှာမဟုတ်ဘဲနဲ့ကျက်သွားတာကိုအရင်ဆုံးအမလို့ဖယ်ထုတ်ပေးရမှာပါရှင်ဝတ်သားတို့ထိုးလုံးတဲ့နေရာမှာလေဝက်ကလေးစားလေးတွေကအချက်လွန်နေရင်လည်းပျော့ပြီးတော့စားလို့မကောင်းပေါ့နော်မကြက်ရင်ကြတော့လည်းမာပြီးတော့စားလို့မကောင်းပါဘူးရှင်ဆန်းကြီးရဲ့နီးရဲ့မှာအဆင်ပြေဆုံးကတော့လေငါဝက်ကလီစားလေးတွေကိုခင်းနဲ့ထိုးလို့ရတဲ့အနေထားလောက်ချက်ပြီးဆိုရင်အိုးပြင်အောင်ထုတ်ပြီးတော့ဓားလေးနဲ့နည်းနည်းလှီးပြီးတော့စားကြည့်ပါတယ်ရှင်စားကြည့်လို့ထုထုလေးနဲ့လေကိုကြိုက်တဲ့အနေတော်လေးရပြီဆိုရင်ဖယ်ထားလိုက်ပါတယ်တကယ်လို့မာနေသေးတယ်ဆိုရင်တော့အိုးထဲကိုပြန်ထည့်ပြီးတော့ဆက်ပြုတ်တယ်ပေါ့နော်အဲ့နီးလေးကတော့အဆင်ပြေဆုံးပါပဲရှင်ဟင်းအိုးတော့လေရေနွေးထပ်ဖြည့်ပြီးတော့ဝယ်ရိုးကိုလည်းဆက်ပြီးတော့ထည့်ထားပါတယ်ပြီးတော့အရသာလိုရင်ကြတော့စားကြက်သားမုံပဲငံပြားကြီးအကြီးတို့ထည့်ပေးပါတယ်ရှင်နောက်ဆုံးအနေနဲ့ကတော့ငြိုကောင်းလေးအုပ်ပါတယ်နော်ပြီးရင်ကတော့ကလေးစားလေးတွေကိုကိုယ်စိတ်ကြိုက်လှီးလိုက်ပါနော်။ဥပိတ်ကလေဥတွေ3တက်လောက်ထပ်ထားဆိုတော့နည်းနည်းလေးတော့ကြက်အောင်လို့တေချာလေးဖြုတ်ပေးပါနော်။အိမ်မှာဝသားတို့ထိုးအမြဲလှုပ်စားပြပါတယ်ရှင်။အရင်တော့ကလည်းလုံနီးဗီဒီယိုလေးတင်ပေးဘူးတယ်ပေါ့နော်။လှုပ်တဲ့အခောက်တိုင်းလည်းဒီနည်းကိုပဲသုံးတာပါ။အခောက်တိုင်းအဆင်ပြေပြီးတော့အရန်အောင်စားလို့ကောင်းပါတယ်။ကလေးစားလေးတွေကလည်းလုံးဝမညှိပဲနဲ့အကျက်တဲ့အနေထားလေးကလည်းအတော်ပဲပေါ့နော်။မှုလေးနဲ့အရန်အောင်စားလို့ကောင်းတာပါရှင်။အခုတော့အကုန်လုံးကိုလိုချင်တဲ့အနေထားလေးလှီးပြီးသွားပြီဆိုတော့ဒုတ်လေးစားပြီးတော့ထိုးနေပါပြီနော်။အမတို့အိမ်မှာလေလူကအရင်မများဘူးပေါ့နော်ဒါပေမဲ့ငါဝသားတို့ထိုးလုပ်ပြီးဆိုရင်မများပို့လုပ်ထားပါတယ်ပထမတစ်နေ့ကိုညမနက်စားလိုက်တယ်ပြီးရင်ပိုးတာလေးကိုငါရဲတက်တာထဲမှာတင်ထားတာပါရှင်တိန်းတဲ့နေရာမှာလေဝသားတို့ထိုးလေးတွေကိုအရေနဲ့တူရောပြီးတော့ဘူးထဲမှာတင်ထားလိုက်တာပေါ့နော်ပြီးရင်အဲ့ဒါလေးကိုပြန်နှွေးပြီးတော့စားတာပါရဲတက်တာအပေါ်ကန့်မှာဆိုရင်ကတော့တရက်နှစ်လောက်ထားလို့ရတယ်ကြာကြာထားခြင်းအေးကန်ထဲမှာခဲထားပါနော်အမတို့လိုမျိုးဝသားတို့ထိုးလွယ်တကူဝယ်စားလို့မရတဲ့နေရာမှာနေရင်တို့တောင်းမွေအိမ်မှာကိုပါနေကိုပေါ့နော်တန်တန်ရှင်းရှင်းလေးလှုပ်စားခြင်းနဲ့ဆိုရင်ဒီနီးလေးနဲ့လှုပ်စားကြည့်ပါနော်တကယ်ကိုစားလို့ကောင်းလို့ပါဟင်းရည်လေးဆိုရင်လည်းဆိုင်ရဟင်းရည်အတိုင်းပဲငါပထမတစ်ရက်ဆိုရင်ဝသားတို့ထိုးကြာစံကြော်လေးနဲ့စားပါတယ်ဒုတိယရက်ဆိုရင်ကတော့ထမင်းဖြူပေါ်မှာဟင်းရည်လေးကိုရွှဲရွှဲလေးဆန်းပြီးဝသားတို့ထိုးလေးနဲ့စားပါတယ်ရှင်အရန်စားလို့ကောင်းတာမို့လို့အိမ်မှာလှုပ်စားကြည့်ကြပါအောင်နော်